Wi-Fi နဲ့ SIM မှာအလုံးမလုံးတော့တဲ့ iPhone 12 Pro Max လေးကိုကျွန်တော်ဘယ်လိုပြုပြင်မလဲဆိုတာလိုက်ကြည့်ပေးပါဦးเนาะသူက customer ပြောရတော့ဒီဖုန်းကခဏခဏပြုတ်ကျတယ်ပြုတ်ကျတဲ့နောက်ပိုင်းမှာဆိုရင် Wi-Fi Android ကော SIM ရောမရတော့ဘူးပေါ့။ဘာကြောင့်ဖြစ်လဲဆိုရင်ကျွန်တော်တို့ပြုတ်ကျတဲ့တန်ကြောင့်ဖုန်းနှစ်ချမ်းဆက်တဲ့နေရာမှာကျွန်တော်တို့မာတာဖုန်းနဲ့အောက်က base band ပိုင်းမှာလွတ်သွားတာပေါ့။ခဲလွတ်သွားတယ်ပုံမှန်ကြည့်လိုက်တော့ခဲတွေတော်တော်များများလွတ်ပြီးမှပင်နေပြက်နေပါလေဗျ။အဲ့တော့ကျွန်တော်တို့အဲ့ပြက်နေတဲ့အပိုင်းကိုလိုက်ကြည့်လိုက်တော့အများကြီးပြက်တဲ့ပင်ကကျတော့ VDD main ဘို့လမ်းကြောင်းဖြစ်ပြီးတော့နောက်တစ်ခုပင်ကြတော့ဘာပြက်နေလဲဆိုရင်ကျွန်တော်တို့ AP to PP ဆိုတဲ့လမ်းကြောင်းပေါ့ CPU ကနေ base band ကိုတိုက်ရိုက်ဆွတ်တက်ထားတဲ့လမ်းကြောင်းမှာပြက်နေတယ်အဲ့ပြက်နေတဲ့လမ်းကြောင်းတွေကိုကျွန်တော်တို့တေချာလေးခဲဂျမ်ပါပြန်ကြော်ပေးရတယ်အခုကတော့ဒါကျွန်တော်ဂျမ်ပါကြော်ထားတဲ့အနေအထားလေးပေါ့ဂျမ်ပါကြော်ပြီးပြီဆိုတော့ကျွန်တော်တေချာလေးဖုန်းတစ်ချောင်းကိုပြန်စီးတယ် Wi-Fi မတက်ရတဲ့အကြောင်းအရာဒီရဲ့စနစ် Pro Max တွေကမဲတယ်ဗျအဲ့ခဲမဲတဲ့နေရာမှာတက်ရှည်တေချာပြန်လို့ရပါလေကျွန်တော်တက်ရှည်တေချာလုပ်ပြီးမှပဲပြန်ပြီးမှနှစ်ချမ်းစီးလာပါအဲ့တော့ Wi-Fi လည်းပြန်တက်သွားပါပြီ base band မှာလည်း modern firmware ဆိုတာပေါ်တော့ပါပြီအဲ့တော့ကျွန်တော်ဖုန်းလိုင်းလည်းသုံးလို့ရပါပြီဗျအခုလို error တွေကိုပြုပြင်ချင်နေဆိုရင်တော့ကျွန်တော်တို့ Apple Genius Mobile မှာလာရောက်ပြုပြင်လို့ရပါတယ်ဗျ